ဘောနော်တခါတည်းရကြရင်ပြဿနာဆိုတာတနေရာထဲမှာလည်းမဟုတ်ပါဘူးနေရာတိုင်းမှာရှိတယ်အိမ်အသင်းတော်မှာတက်တာမဟုတ်ဘူးအသင်းတော်ကြီးမှာတက်တာမဟုတ်ဘူးနေရာတိုင်းမှာကတော့ပြဿနာတိုင်းရှိတယ်ပေါ့နော်အခုကိုရီးယားအိမ်အသင်းတော်မှာလည်းရှိခဲ့တယ်ပေါ့နော်တခါလေကြရင်လည်းစိတ်ပြတ်တယ်ပေါ့နော်ပြန်သွားခြင်းတယ်ပေါ့နော်မနေခြင်းတော့ဘူးပေါ့မလာခြင်းတော့ဘူးဒီနေရာဒါပေမဲ့လည်းဝိညာဉ်ခွန်အားကဒီကိုဆွဲဆောင်ရတဲ့အခွင့်ကိုပေးတဲ့အတွက်လည်းဂျေဇုတော်ကြောင့်ဒီအိမ်အသင်းတော်လေးကိုပို့ပြီးသဘောကျတယ်နောက်ပြီးတော့ဒီအိမ်အသင်းတော်မှာပေါ့နော်ကျန်းစာကိုတင်ယူလက်တွေ့ကြတင်ယူပြီးတော့ဖြေရတဲ့အခွင့်တွေတယောက်နဲ့တယောက်နဲ့ဆွေးနွေးတိုင်ပင်ရတဲ့အခွင့်တွေနောက်တစ်ချက်ပြန်လဲပြီးတော့အင်္ဂလိပ်ဂရီလုပ်တဲ့အခါမှာလဲပေါ့နော်မိသားစုတွေကပေါ့နော်တယောက်တည်းစီဆူတောင်းတဲ့နေရာမှာပေါ့နော်အတူယူပြီးတော့ပေါ့နော်မှတ်သားပြီးတော့ပြန်လဲဆူတောင်းပေးတတ်တဲ့အကျင့်ကလေးတွေရတယ်ပေါ့နော်ပြီးတော့နှုတ်ကပတ်တော်အားဖြင့်ပေါ့နော်ဘယ်လိုဝင်ငါရမလဲဘယ်လိုမျိုးပြောဆိုရမလဲဆိုတာလေးတွေနမူနာလေးတွေပေါ့နော်တင်ယူသွားတဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့ဘေးနာပတ်ဝန်းကျင်ကိုပြန်လဲပြီးတော့ဝေမျှတက်တည်ခံရတဲ့အခွင့်တွေလဲပေါ့နော်အများကြီးတိုးတက်တယ်ပေါ့နော်အသင်းတော်ဆိုတာအသင်းတော်ကြီးကတော့အဲ့လောက်ထိကကနနာမတင်ပေးနိုင်ပေမဲ့အိမ်အသင်းတော်လေးကတော့မိသားစုတွေကအရောက်ချင်းစီတိုင်းပေါ်မှာအဲ့လိုမျိုးလေးတွေစီးဆင်းစေတဲ့အတွက်ယခုအသက်တာဝိညာဉ်မှာလဲကြီးထွားရတဲ့ခွင့်ကိုရတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကျေးဇူးတင်ပါတယ်နဲ့